ဝမ်းမဲရှိုးက2013တော့တစ်ခေါက်လုပ်ပြီးသွားရောမျိုးစင်ကျုံးမှာပေါ့နော်ဆိုအခုလုပ်လို့ရတယ်လုပ်ဖို့လည်းစဉ်းစားနေဒါပေမဲ့အများအားပြောနေသလိုပဲဒီဝမ်းမဲရှိုးလုပ်ဖို့ဆိုတစ်လလောက်ချိန်ယူရတယ်ဆိုအဲ့လောက်ချိန်လဲတစ်လလုံးလဲချိန်မပေးနိုင်ဖြစ်တယ်အဲ့လိုမျိုးပေါ့လို့စိတ်ချင်တာပေါ့ဘယ်အောင်ပြောမနှိမ့်ခါခဲ့ပြောရင်ဒီဝမ်းရှိုးလုပ်တော့ဆိုနေဘယ်အောင်အခွေကိုဝိုင်းပြီးတော့လေပြင်ဆင်ပေးနေရလဲပါတော့လေဒီကအခုဘယ်အောင်ပြီးတော့ညီမလေးကိုဝိုင်းပြီးတော့လုပ်ပြီးတော့နေအောင်ဆိုဒီဝမ်းမရှိုးရင်လုံးလိုက်အောင်လို့ဘယ်အောင်ပြောနေရအငင်းပြောနေရအိမ်မှာဒီဝမ်းမရှိုးလုပ်လိုက်လို့အများကြီးပဲဒီလက်ရှင်တွေကဘယ်အောင်ထိုက်တာမမေ့ရဆိုရင်တော့လက်ဆောင်ရှိမယ်နောက်ပြီးတော့တီတိုင်အောင်ချစ်နေမယ်ရှိမယ်တိတ်တိတ်လေးကြည့်ကွယ်အများကြီးပါပဲအပြုံးတွေ့ရမုံအများကြီးပဲဘယ်အောင်ထိုက်တာလဲဆိုတော့ဘယ်အောင်သချင်းနေနဲ့ပတ်သက်ပြီးတော့ကြာတော့ဘယ်အောင်January လတော့ပေါ့နော်ဘယ်အောင်ပထမဆုံးတစ်ခုတော့ create solo ဆိုရဲ create ထွက်ထားပါရဲ့လားဘယ်အောင်ဗီဒီယိုလေးတွေတွေ့ရဘယ်အောင်ပို့ပေးကြရလဲတွေ့ရအမတင်တာလည်းတွေ့ရပေါ့နော်ဘယ်အောင်ချက်ပုံနေတဲ့ဟဲ့ယူလဲတာယူလဲချက်အခွင့်အချက်ပါမှာဖြစ်ပါတယ်။နောက်ပြီးတော့ solo ရဲ့အမှတ်တရအနေနဲ့ limited deluxe edition solo ရဲ့အရေးအတွက်အကန့်အသတ်နဲ့ထွက်ရှိဖို့ရှိပါတယ်။ကျွန်တော်က solo ရောလေးချစ်သေးရလေဟာ။တမီးရဲ့တချင်းတွေကတော့အခွေစတင်ကြတဲ့တချင်းစရွေးကြတဲ့ဟာဆိုတဲ့အချိန်ဒီပြီးတဲ့အချိန်ဒီအချင်းစီတဲ့အချိန်ဒီအကုန်လုံးပါတာပေါ့နော်။အစဆုံးမှာပဲတောက်လျှောက်ပါဝင်ဖြစ်တယ်။